ကလေးငယ်တွေကို Cybertruck တွေနဲ့ချိတ်ပြီးဆွဲမယ်ဆိုရင်လှုပ်ရှားအောင်လုပ်ဖို့အနည်းဆုံးကလေးရောက်9000လောက်လိုအပ်ပါလိမ့်မယ်။ဒါကိုအနာကွန်တာမွေကြီးတွေနဲ့လုပ်မယ်ဆိုရင်တော့ကားတစ်စီးကိုဆွဲနိုင်ဖို့အနည်းဆုံး160ကောင်လောက်လိုပါလိမ့်မယ်။ဒါပေမဲ့ Dwayne The Rock Johnson ကိုကားဆွဲခိုင်းမယ်ဆိုရင်တော့လူတစ်ယောက်ခွဲလောက်ပဲလိုပြီးကားကိုလှုပ်ရှားစေဖို့လုံလောက်ပါပြီ။စာမေးပွဲဖြေနေချိန်မှာလေးအေးဆက်ကနေအနက်ရောင်မီးခိုးတွေထွက်လာခဲ့ပါတယ်။အဲ့ဒီအခန်းထဲရှိသူကချက်ချင်းလှုပ်ရှားပြီးအကူအညီရှာဖို့ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့လူအများကြီးရှိတဲ့အခန်းတစ်ခန်းမှာအလားတူဖြစ်ပေါ်လာတဲ့အခါလူအများစုကဘာမှမလုပ်ဘဲနေခဲ့ကြပါတယ်။မီးခိုးတွေအခန်းထဲပြေးလာနေပေမဲ့လည်းတုံ့ပြန်မှုမရှိခဲ့ကြပါဘူး။ဒီလိုဖြစ်ရပ်တွေကိုသိပ္ပံပညာရှင်တွေကလူတွေရဲ့အရေးပေါ်အခြေအနေမှာတုံ့ပြန်ပုံကိုစမ်းသပ်ခြင်းလို့စီစဉ်ထားတာဖြစ်ပါတယ်။စာမေးပွဲတစ်ခုကိုစမ်းသပ်မှုအနေနဲ့ပြုလုပ်ခဲ့ပြီးလူအချို့ကိုတော့လစာပေးထားတဲ့တရုတ်ဆောင်တွေအဖြစ်သုံးထားပါတယ်။သူတို့ကိုမီးခိုးတွေ့ရင်တော့မတုံ့ပြန်ဖို့အမိန့်ပေးထားပါတယ်။အရေးပေါ်အခြေအနေမှာအခြားသူတွေမတုံ့ပြန်ရင်ကိုလည်းမလုပ်သင့်ဘူးလို့ထင်လာပြီးပြဿနာကိုဖြေရှင်းဖို့ကိုမှတာဝန်နဲ့တလို့ခံစားလာပါတယ်။ဒါဟာလူတစ်ယောက်အနေနဲ့ရောက်နေတာတောင်ဖြစ်တတ်ပြီးလူအများကြီးကဖြတ်တန်းသွားကြပေမဲ့ဘာမှမလုပ်ဘဲနေနိုင်ပါတယ်။ဒီလိုအလှည့်ပြောင်းကိုချုပ်ဖြတ်နိုင်တဲ့တစ်ခုတည်းသောနည်းလမ်းကတော့ကိုယ်တိုင်အတန်ထွက်ပြောပြီးအခြားသူတွေကိုလှုပ်ဆော်ကတုံ့ပြန်စေခြင်းဖြစ်ပါတယ်။အဲ့ဒီလိုလုပ်ရင်အန္တရာယ်ကိုရပ်တန့်နိုင်ပါတယ်။